ကြီးတဲ့မိန်းမတဲ့ပြန်လာတော့မယ်တဲ့သမင်းချက်ထားနော်တဲ့မချက်ဘူးမိန်းမတဲ့ပြင်းနေတဲ့သမင်းချက်မလားတဲ့အငတ်ခံမလားပြောတဲ့အခုချက်ပြီးမိန်းမတဲ့ချက်ချင်းတော့ယောက်ျားလေးမြန်အပြောင်းလဲမြင်ချက်အဲ့လေယောက်ျားကြီးတဲ့မိန်းမပြန်လာတော့မယ်တဲ့သမင်းချက်ထားနော်တဲ့မချက်ဘူးမိန်းမတဲ့ပြင်းနေတဲ့မိန်းမလည်းတခွင်းနေပဲသမင်းချက်မလားတဲ့အငတ်ခံမလားပြောတဲ့အေးပေါ့အငတ်တော့ဘယ်ကံမှမလဲနော်သမီးရဲ့ကောင်းလေးနေတဲ့ပုံကြီးရှောက်ရှောက်မတင်နေတဲ့ကြားလာတဲ့အမေမြင်လို့ပြောတာတဲ့ဟုတ်အမေတဲ့နောက်မမြင်စီရဘူးတဲ့ဟာဟေ့ရောလိမ်မလိုက်တဲ့သမီးဒီလိုသမီးမျိုးမွေးရကြတော်တော်နှက်မှာပဲဘာလဲသမီးရဲ့ကောင်းလေးနဲ့ပုံကြီးရှောက်ရှောက်မတင်နေကြားလာတဲ့အမေမြင်လို့ပြောတာတဲ့ဟုတ်အမေတဲ့နောက်မမြင်စီရဘူးနော်တဲ့ရှုပ်လို့တခါတဲ့ဘလက်လက်တဲ့တော့